ဖယားသခင်ရဲ့ကျေးဇူးရှေ့ဥစွာချီးမွမ်းပါတယ်ဖယားသခင်စီမှာအပြည့်ရှိတယ်ဖယားစီမှာနေလန်းရှိတယ်ဖယားသခင်စီမှာအောင်မြင်မှုတွေရှိတယ်ဖယားသခင်ထံမှာအသစ်တော်လမ်းကြောင်းတွေရှိတယ်ဖယားသခင်စီမှာအသစ်တော်ဖွင့်ပြခြင်းဖယားစီမှာအသစ်တော်မျှော်လင့်ခြင်းဖယားသခင်ကကျွန်တော်တို့ဘဝအတ္တတာထက်မှာအကောင်းဆုံးသောအရာကိုလမ်းမှန်ကိုပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ဖယားစီမှာအဖြေရှိတယ်အရာအားလုံးကဖယားသခင်ထဲမှာပဲနော်ဖယားကကျွန်တော်တို့ကိုစိတ်ရှည်ပေးတယ်ဖယားကကျွန်တော်တို့ကိုတီးခံပေးတယ်ဖယားသခင်ကကျွန်တော်တို့ကိုမဆပေးတယ်ဖယားသခင်ကကျွန်တော်တို့ကိုကောင်းချီးပေးတယ်ဖယားသခင်ကကျွန်တော်တို့ကိုကျေးဇူးပြုတယ်ဖယားသခင်ကကျွန်တော်တို့လမ်းမချင်းတဲ့ကနေလမ်းမှန်ဘက်ကိုပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ဖယားသခင်ကကျွန်တော်တို့ကိုပြန်လဲတိတ်မှတ်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ခဏကျွန်တော်တို့မားတယ်ဆိုပြီးမှစိတ်မဆိုးဘူးစိတ်ရှည်ပေးတယ်ခွင့်လွတ်ပေးတယ်တီးခံပေးတယ်နားလေပေးတယ်ခရုစိုက်ပေးတယ်ကျွန်တော်တို့ကိုတန်ဖိုးထားပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ဒီလမ်းကြောင်းထဲမှာမင်းကခဏမားတယ်မင်းကခဏရိုင်လေးသွားတယ်မင်းခဏဖယားကိုပြစ်မားတယ်ဖယားကဘယ်တော့မှမပြစ်ထားပါဘူးအာမင်အမြဲတမ်းပြန်လဲထရတော့အခွင့်ကိုပြန်လဲတိဆောက်ပေးရတော့အခွင့်ကိုဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ကအမြဲတမ်းနှစ်တင်လက်ခွန်အားပေးတိဆောက်ပေးနေတဲ့ဖယားဖြစ်ပါတယ်အာမင်အမြဲတမ်းကျွန်တော်တို့ကအချိန်မီတကောက်ကျွန်တော်တို့ကိုစိတ်တူတဲ့စိတ်ဆူးတဲ့ဖယားမဟုတ်ပါဘူးသူရဲ့မေတ္တာကရုဏာတော်နဲ့အမြဲတမ်းလွမ်းခြုံတဲ့ကျွန်တော်တို့ကိုပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ဖယားသခင်ကကျွန်တော်တို့ကအဲ့ဒီလမ်းကြောင်းမားခဲ့တဲ့လမ်းကြောင်းတဲ့ကနေအချိန်မီကြိုတင်ပြီးကျွန်တော်တို့ကအကောင်းဆုံးသောဖယားသခင်ပြင်ဆင်ပေးတဲ့လပဆုံးသောလမ်းကြောင်းလမ်းမှန်ဘက်ကိုဖယားသခင်ပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်ဖယားသခင်ကကျွန်တော်တို့လူသားဖြစ်တဲ့အတွက်ကြောင့်သူကနားလည်ပေးတယ်မပြည့်စုံတဲ့လူဖြစ်တဲ့ကြောင့်အချင်းအခါမားတဲ့လေးတက်တဲ့နေ့တိုင်းမှာကျွန်တော်တို့မားနိုင်ပါတယ်အမြဲတမ်းကျွန်တော်တို့ဖယားနှစ်သက်တဲ့အသက်တာထဲမှာကျွန်တော်တို့မလိုက်လျှောက်နိုင်ပါဘူးသူ့တော့ဖယားသခင်ကဘယ်တော့မှကျွန်တော်တို့ကအမားမမြင်ပါဘူးအာမင်ကျွန်တော်တို့လူသားဖြစ်တဲ့အားလျော်စွာဖြင့်အချိန်မားတတ်တယ်လေးတတ်တယ်ပြူလေးတိုက်တတ်တယ်ရိုင်လေးတတ်တယ်သူ့တော်ဖယားသခင်ကအဲ့ဒီရိုင်လေးချင်းပြူလေးချင်းတဲ့ကနေပြန်လေတပံပြန်ထလာနိုင်ဖို့ရန်ကျွန်တော်တို့ကိုလမ်းကြောင်းအမှန်ကိုပြန်လေပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်အာမင်လမ်းမှန်ကိုပြန်လေတပံပို့ဆောင်ပေးတဲ့ဖယားဖြစ်ပါတယ်ဒါကြောင့်ဖယားသခင်ကဘလောက်ကောင်းမြတ်တယ်လေဆိုရင်တိုးလေယာကျမ်းအခန်းကြီး9ထဲမှာကျွန်တော်တစ်ချက်လောက်ဖတ်ချင်ပါတယ်အငယ်16ထဲမှာတိုးလေယာကျမ်းအခန်းကြီး9အငယ်16ထဲမှာထို့အစဉ်ဖြစ်၍နေ့အချိန်၌မိုးတိမ်ဖုံးအုပ်လက်ညအချိန်၌မိကဲ့သို့ထင်ရှားလက်ရှိပါတယ်မိုးတိမ်တွေတေးတော်အပေါ်မှာခွာမြောက်သောအခါဣတေလလူမျိုးတို့တွေခရီးသွားကြ၏မိုးတိမ်တီလေရာ၌လေတေးများကိုပြန်ဆောက်ကြ၏အာမင်ဒီတဲ့အခန်းကြီး30ထဲမှာလဲဖယားသခင်ကကျွန်တော်တို့အပေါ်မှာအမြဲတမ်းကောင်းမြတ်တဲ့ဖယားဖြစ်ပါတယ်နေ့အချိန်၌မိုးတိမ်အားဖြင့်၎င်းညအချိန်၌မြီးတိုင်အားဖြင့်၎င်းခိုးဆောင်တော်မူသောဖယားဖြစ်ပါတယ်အာမင်ဒီနေ့ဖယားသခင်ထံမှာလမ်းကြောင်းရှိတယ်နီးလမ်းရှိတယ်ဖယားသခင်ထံမှာအသစ်တော်ယူပါအောင်ဖွင့်ပြမှုအကောင်းဆုံးသောအောင်မြင်ခြင်းကျမ်းမာခြင်းဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းပျော်ရွှင်ခြင်းဖယားသခင်ထဲမှာအရာအလုံးအသစ်တော်ဖွင့်ပြချက်အသစ်တော်ခွန်အားဉာဏ်ပညာအရာခတ်သိမ်းဖယားသခင်ထဲမှာအပြည့်ရှိတာဖြစ်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အပြင်ဖယားသခင်ကဣတေလလူမျိုးတွေကိုအေဂဒုပြည်ကနေခါနန်ပြည်အထိပို့ဆောင်ပေးတဲ့ဖယားကဒီနေ့ယုံကြည်သူဖယားသားသမီးတွေယေရှုခရစ်တော်အပြင်တင်းနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာမပြည့်စုံခြင်းတွေယေရှုခရစ်တော်အပြင်ပြည့်စုံကြွယ်ဝခြင်းကောင်းခြင်းမင်္ဂလာခံစားဖို့ရန်ယနေ့ကျွန်တော်တို့ကိုပို့ဆောင်လမ်းပြပေးတဲ့ဖယားရှင်ဖြစ်ပါတယ်